စားကန်ဒီမှာတမြန်သီးညှစ်ထည့်ပြီးအရန်တောက်ကောင်းတဲ့ကြက်ကွေးတောင်ရဲ့စုပ်ပြုတ်လေးလှုပ်တော့ပါမယ်။အိမ်ချက်တစ်ချမ်းသုံးထားပေးပါတယ်။အိမ်ချက်ကိုခုတ်ပြီးတော့ရေစီအောင်စီးထားပေးပါတယ်။ပြီးရင်တော့ဥရဲထည့်ပြီးတော့ရေလိုတလောက်ထည့်ပေးပါမယ်။ရသနီနဲ့စားရသမုတ်ထည့်ပြီးတော့တနာရီခွဲလောက်ပြုတ်ထားပေးပါမယ်။ပြီးရင်တော့အပင်ကခူလာတဲ့ကွေးတောက်ရက်ကိုရေစီအောင်စီးပေးပြီးလှီးပေးပါမယ်။ခွေးတောက်ရက်ကနဲပေမဲ့အပင်မှာလည်းအကုန်ပဲမို့လို့အဆင်ပြေသလိုလေးလှီးထည့်ပေးထားပါတယ်ပြီးရင်တော့ဟင်းရည်တွေမှာထည့်ဖို့ကြက်သွန်ဖြူခွန်လွှာပြီးတော့ဓာပြရက်ထားပေးပါမယ်ကြက်သားကိုလိုချင်တဲ့တိုင်းတာရရင်တော့ခွေးတောက်ရက်လေးထည့်ပေးပါမယ်ပြီးရင်တော့ကြက်သွန်ဖြူလေးပါတစ်ခါတည်းခတ်ထားပေးပါမယ်ခွေးတောက်ရက်နဲ့ကြက်သွန်ဖြူခတ်ပြီးရင်တော့ထွက်လာတဲ့အနံ့လေးကအရန်မှုေးပါတယ်9 မိနစ်လောက်ချက်ထားပြီးရင်တော့အပေါ်ကအမြုပ်လေးကိုပြန်ခတ်ထုတ်ပေးပါမယ်ပြီးရင်တော့ရတာအပေါ်ငံမြည်ကြည့်ပါမယ်ရတာမြည်ပြီးရင်တော့ရန်သားကောင်းပြီးမခါတဲ့ခွေးတောက်ရက်ကြက်စုပ်ပြုတ်လေးရပါပြီစားကန်ဒီမှာတမြန်သီးညှစ်ထည့်ရင်ခွေးတောက်ရက်အနှံ့ပြောက်တယ်လို့ထင်ပါတယ်ချစ်ချင်းဆက်ဆက်လေးစားချင်တယ်ဆိုရင်တော့ရုပ်သီးစိမ့်လေးပါထောင်းထည့်ရင်ပိုကောင်းပါတယ်နောက်ဗီဒီယိုတွေအတွက်လည်း like and follow လေးလုပ်ပါပေးပါအောင်ရှင်